မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့မင်းတို့ဗေဒသုံးပုံလေးတတ်တာဟာသူများရေးထားတာသူများဆိုထားတဲ့စကားကိုနောက်ကလိုက်ဆိုပြီးတော့နော်ရှေ့ကနှုတ်တဲ့သင်သွားတာကိုနောက်ကလပိတလာပိဆိုတာသူများပြောတဲ့စကားနောက်အောင်ခံပြောတာနဲ့မင်းတို့ကတေဝိဇ္ဇလို့ခေါ်နေတာဘာမှမဟုတ်ဘူးကျက်တူရေးသင်ထားတယ်လို့ပဲရှေ့ကရွတ်တဲ့ဟာကိုနောက်ကလိုက်ရွတ်ဖတ်တာဟောဒါကိုတေဝိဇ္ဇခေါ်ငါပြောတဲ့တေဝိဇ္ဇကအဲ့ဒီလိုဟာတွေမဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်မြတ်စွာဘုရားလက်ထက်ကျတော့တေဝိဇ္ဇဝိဇ္ဇသုံးပါးဆိုတာအကြီးအကျယ်ပြောင်းလဲမှုကြီးဖြစ်သွားဗြဟ္မဏီပြောတဲ့တေဝိဇ္ဇဝိဇ္ဇသုံးပါးဆိုဒီမှာဗေဒကျမ်းသုံးကျမ်းကိုတတ်လို့ရှိရင်ဗေဒသုံးပုံကိုတတ်လို့ရှိရင်ဝိဇ္ဇသုံးပါးနဲ့ပြည့်စုံသူလို့သူတို့ကဒီလိုသတ်မှတ်တယ်မြတ်စွာဘုရားကအဲ့ဒါဝိဇ္ဇမခေါ်ဘူးတဲ့သူများရွတ်တာကိုလိုက်ရွတ်တတ်တာဟိုရှေ့ကပြောတာကိုနောက်ကလိုက်ပြောတဲ့စက်တူရေးလို့တတ်တဲ့အတတ်မျိုးတွေတဲ့အဲ့ဒီဟာမျိုးတွေကိုဝိဇ္ဇလို့မခေါ်ဘူးလို့ဆိုဒီလိုဆိုတာပေါ့အဲ့တော့မြတ်စွာဘုရားဝိဇ္ဇသုံးပါးလို့ဆိုတဲ့ဒီဝိဇ္ဇဟာတာမန်နဲ့ရနိုင်တဲ့အနေအထားမရှိဘူးအလွန်ခက်ခဲတယ်